မင်္ဂလာပါခင်ဗျာငါးကန်ရဲ့ရေအပေါ်မှာဝဲနေတဲ့ဖုံမုံလေးတွေကိုစစ်ထုတ်ဖို့အတွက် filter လေးတစ်ခုလောက်ထားတာပါကျွန်တော်ရဲ့ငါးကန်လေးတွေကိုကျွန်တော်ကအဖုံးမထည့်ထားတော့ညွေရာဒီဆိုရင်ဘယ်အလာနဲ့ဖုံနေလဲမသိဘူးကံပေါ်မှာဝဲနေတယ်ကျွန်တော်ကငါးဖမ်းစကားနဲ့ခတ်ထုတ်ကြည့်တယ်ဖုံလေးတွေကမပါတော့ဘူးဗျတခြားအမုံလေးတွေပဲပါသွားတယ်ဒါနဲ့ကျွန်တော်လည်းရေတန့်ဘူးတေးသေးလေးကိုဖြတ်ပြီးတော့ကျွန်တော်စီမှာရှိတဲ့ USB အမျိုးအစားရေမော်တာငယ်လေးနဲ့ surface scanner လုပ်ပြီးတုံးကြည့်တာအဆင်ပြေတယ်ဗျလုံးရတာလည်းအရင်လွယ်ကူပါတယ်ရေတန့်ဘူးငယ်ရဲ့အောက်ခြေကိုဖြတ်ထုတ်ပြီးတော့ဘယ်လိုပြောလဲရေကာပုံစံမျိုးလေးပေါ့လေနော်တခုနဲ့တခုမြင့်နေကျွန်တော်လည်းမပြောတတ်ဘူးအဲ့လိုပုံစံလေးဖြတ်ပြီးတော့ဘူးရဲ့အဖုံးကိုကျွန်တော်ရဲ့ USB ရေမော်တာရဲ့ခေါင်းဝင်နောက်မဲ့ site လေးကိုဖောက်လိုက်ပါတယ်ဒီတော့သူ့ကိုကန်ထဲမှာကတ်ဖို့အတွက်မန်ဆုပ်ခွက်လေးထည့်လို့ရအောင်အပေါက်လေးတစ်ပေါက်ဖောက်ပြီးတော့ရေမော်တာအောက်ခြေတွေမှာပါတဲ့မန်ဆုပ်ခွက်လေးကိုပဲကျွန်တော်ထည့်ပြီးအသုံးပြုထားတာပါငါးကန်တွေမှာအသုံးပြုတဲ့ရေမော်တာရဲ့အောက်ခြေတွေမှာပါပါတယ်အဲ့ဒီဟာလေးကိုပဲဖြုတ်ပြီးအသုံးပြုထားတာပါအဲ့လိုမှကတ်လို့ရအောင်လုပ်ပြီးရင်တော့ငါးကန်သုံးရေစစ်ဝါကွန်းလေးကိုထည့်ပြီးအသုံးပြုရုံပါပဲလုံရတာလွယ်ကူသလိုသုံးရတာလည်းအဆင်ပြေတယ်ဗျဒီဟာလေးကကျွန်တော်အသုံးပြုထားတဲ့ USB မော်တာအသေးလေးပါဗျသူ့ကိုဖုန်းအားသွင်းတဲ့ကောင်နဲ့ထည့်ပြီးအသုံးပြုလို့ရပါတယ်ဒါကျွန်တော်လုပ်ထားတဲ့ surface scanner လေးပါတကယ်အသုံးဝင်ပါတယ်ကျွန်တော်ရဲ့ငါးကန်တွေကအဖုံးမထည့်ထားလို့လေနှွေရဒီဆိုရင်ဖုံမုတ်တွေတအားများတာဘယ်ကလာလို့လာမှန်းလည်းမသိဘူးစကားနဲ့ခတ်ထုတ်လည်းမပါဘူးအဲ့ဒါနဲ့ဒီနီလေးကိုစိုင်းပြီးတုံးကြည့်တာအဆင်ပြေတယ်ဗျငါကန်ထဲမှာမဟုတ်ပါဘူးနော်အပြင်ကန်မှာလည်းအသုံးပြုလို့ရတယ်ဒါကျွန်တော်အဲ့ဒီဖုံမုတ်လေးတွေကိုစကားနဲ့ခတ်ထုတ်ကြည့်တာပါသူကလုံးဝမပါဘူးဗျဒီစကန်နာလေးထည့်ပြီးတုံးလိုက်တော့တော်တော်လေးကိုအဆင်ပြေတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်